ဒီကနေ့ကျင်းပပြုလုပ်တဲ့ကျမတို့ရဲ့နိုင်ငံကုန်ဆောင်ရန်ကုန်တက္ကသိုလ်ကြီးရဲ့နှစ်တရာပြည့်မြောက်တဲ့ရာပြည့်သဘင်ခန္ဓာမှာကွန်ပျူတာစကားပြောကြားတဲ့အတွက်လူမဦးမြောက်မသာဖြစ်ရပါတယ်1920ပြည့်နှစ်ဒီဇင်ဘာလ1ရက်နေ့မှာမွေးဖွားခဲ့ပြီးမြန်မာပညာရေးသမိုင်းမှာအစဉ်အလာအကြီးမားဆုံးဖြစ်တဲ့ရန်ကုန်တက္ကသိုလ်ဟာဒီကနေ့2020ပြည့်နှစ်ဒီဇင်ဘာလ1ရက်နေ့မှာနှစ်ပေါင်း100တိတိပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ကျမတို့တသက်မှာရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲသဘင်အချိန်ကာလနဲ့ကြုံရိုက်ခွင့်ရတာဟာကြုံတောင့်ကြုံခဲ့အခွင့်ဒုတိယဖြစ်ပါတယ်ဒီလိုကြုံတောင့်ကြုံခဲ့ဖြစ်တဲ့ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲသဘင်အခမ်းအနားကြီးကိုစီစီကားကားခန်းခန်းနာနာကျင်းပဖို့စီစဉ်ထားခဲ့ပေမဲ့လက်တလောကဘာတဝမ်းမှာကြားရောက်နေတဲ့ coronavirus COVID-19 ကပ်ရောဂါအန္တရာယ်ဆိုးကြီးကြောင့်ကျန်းမာရေးကန့်သတ်ချက်တွေကြားကအခြေအနေပြည့်စုံကျင်းပနိုင်ရတာပဲဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်ရဲ့ဆောင်မှုဖြစ်တဲ့နတ်ထုဝိဇ္ဇာတမန်မိတ်တံပညာသင်ယူခြင်းနှင့်တူသောမိတ်ဆွေသည်မရှိဆိုတဲ့စကားနဲ့အညီရန်ကုန်တက္ကသိုလ်ဟာနိုင်ငံသူနိုင်ငံသားတွေအတွက်ဘဝအဖို့မွန်ဖြစ်တဲ့ပညာဆိုတဲ့မိတ်ဆွေကောင်းနဲ့ပေါင်းဖက်မိအောင်ဖြည့်ဆည်းပေးနေတဲ့နေရာကြီးလည်းဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်ဟာစတင်မွေးဖွားခြင်းကစလို့ပထမရာစုနှစ်ကာလတစ်ခုအတွင်းမှာအတွေ့အကြုံပေါင်းများစွာနဲ့လောကရန်တရားတွေအခက်အခဲတွေကိုကျော်လွှားပြီးရာပြည့်သဘင်ကိုရောက်ရှိခဲ့လာတာဖြစ်ပါတယ်ကျမတို့မြန်မာနိုင်ငံရဲ့ပထမဆုံးသောတက္ကသိုလ်ကြီးအဖြစ်နဲ့ပေါ်ထွန်းလာခဲ့တဲ့ရန်ကုန်တက္ကသိုလ်ဟာမြန်မာနိုင်ငံအတွက်သမိုင်းအစဉ်လာအကြီးမားဆုံးဂုဏ်ရှိန်အမြင့်မားဆုံးတက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။နိုင်ငံသမိုင်းရဲ့တောင်းဆိုမှုအရရန်ကုန်တက္ကသိုလ်ကြီးဟာမြန်မာပညာရေးမြန်မာနိုင်ငံရေးနဲ့မြန်မာလွတ်လပ်ရေးတို့အတွက်ဆုံမှတ်တစ်ခုဖြစ်ခဲ့ရပါတယ်။ကိုလိုနီနယ်ချက်အစိုးရဟာ1920ပြည့်နှစ်ဒီဇင်ဘာလ1ရက်နေ့ရန်ကုန်တက္ကသိုလ်ကိုတည်ထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ကိုလိုနီအစိုးရကအတည်ပြုပြဋ္ဌာန်းခဲ့တဲ့ရန်ကုန်တက္ကသိုလ်ဥပဒေဟာတိုင်းရင်းသားပြည်သူများစုကိုတက္ကသိုလ်ပညာဆက်လက်သင်ယူခွင့်မရအောင်ကန့်သတ်ချုပ်ချယ်ထားတဲ့ကဲ့သို့ဖြစ်ထားကြောင်းတက္ကသိုလ်ကျောင်းသားကြီးများနဲ့မြို့ချစ်ပြည်သူများဟာတပိတ်တိုက်ပွဲဝင်ခဲ့ကြပါတယ်တက္ကသိုလ်ကျောင်းသားကြီးများနဲ့တိုင်းရင်းသားပြည်သူတရလုံးရဲ့ပြင်းထန်တဲ့အမျိုးသားရေးစိတ်ဓာတ်ကြောင့်နောက်ဆုံးမှာတော့တက္ကသိုလ်ဥပဒေကိုပြင်ဆင်ပေးခဲ့ရပါတယ်ဒါကြောင့်ရန်ကုန်တက္ကသိုလ်ဟာမြန်မာအမျိုးသားကြိုးပမ်းမှုသမိုင်းမှာတာထွက်ကောင်းခဲ့ပြီးရန်ကုန်တက္ကသိုလ်သပိတ်တိုက်ပွဲကြောင့်ပြည်ထောင်စုတိုင်းရင်းသားအားလုံးမြန်မာလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်လူစိတ်တွေနှိုးကြလာခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ကမြန်မာလွတ်လပ်ရေးကိုဆောင်ကျဉ်ပေးနိုင်မဲ့ခေါင်းဆောင်ကောင်းတွေကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။လွတ်လပ်ရေးရပြည်နောက်ပိုင်းမှာလည်းရန်ကုန်တက္ကသိုလ်ဟာကမ္ဘာလူသားအကျိုးပြုခေါင်းဆောင်တွေတိုင်းပြည်ပြည်ပြုခေါင်းဆောင်တွေနဲ့ပညာတတ်လူငယ်တွေများစွာကိုမွေးထုတ်ပေးခဲ့ပါတယ်။ကျမတို့ရဲ့ရန်ကုန်တက္ကသိုလ်ဟာစစ်ကြိုခေတ်နဲ့လွတ်လပ်ရေးရပြည်စွာကာလမှာပညာအဆင့်အတန်းအနေနဲ့အရှိတောင်အာရှမှာထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ကဲ့သို့တက္ကသိုလ်ရဲ့ပတ်ဝန်းကျင်နဲ့ဥပဒေရုပ်ဟာလည်းအရှိတောင်အာရှမှာအသာရအလှပဆုံးဖြစ်ခဲ့ပါတယ်။အာရှအဆင့်မှာထိပ်တန်းကရပ်တည်နိုင်ခဲ့တာကြောင့်ရန်ကုန်တက္ကသိုလ်မှာအခြားအရှိတောင်အာရှနိုင်ငံကကျောင်းသူကျောင်းသားတွေလာရောက်ပညာဆည်းပူးခဲ့ကြပါတယ်။အကြောင်းမျိုးမျိုးကြောင့်နောက်ပိုင်းကာလတွေမှာရန်ကုန်တက္ကသိုလ်ရဲ့အဆင့်ကျဆင်းခဲ့ရပေမယ့်လက်ရှိအချိန်မှာတော့ရန်ကုန်တက္ကသိုလ်ကြီးကိုပြန်လည်အဆင့်မြင့်တင်နိုင်ဖို့ကျမတို့အားလုံးအစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းနေပါတယ်။နိုင်ငံတော်ကိုငြိမ်းချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ်တည်ထောင်ရာမှာအထူးလိုအပ်နေတဲ့နိုင်ငံသားကိုကောင်းကျိုးပြုမဲ့အရေးသွင်းမြင့်မားတဲ့လူစွမ်းအားအရင်းမြစ်တွေပေါ်ထွန်းလာအောင်ပြုစုပြောထောင်ပေးနိုင်ဖို့တက္ကသိုလ်တွေရဲ့အရေးသွင်းမြင့်မားဖို့ကလိုအပ်ပါတယ်။ပညာရှင်တွေပြုစုပြောထောင်တာပညာရှင်ရရှိဖို့စုဆောင်းတာတွေကိုအလေးပေးဆောင်ရွက်တယ်လို့အခြားတစ်ဖက်ကလည်းတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာတခန်းတခန်းပါဝင်ဖြည့်ဆည်းပေးနိုင်တဲ့တက္ကသိုလ်တွေဖြစ်ဖို့လိုအပ်ပါတယ်။လူအဖွဲ့အစည်းအသီးသီးနဲ့လုပ်ခွင့်အသီးသီးတို့မှာလိုအပ်နေတဲ့အသိပညာအတတ်ပညာနည်းပညာတွေပံ့ပိုးကူညီပေးနိုင်တဲ့လူစွမ်းအားအရင်းမြစ်တွေဖြည့်ဆည်းပေးနိုင်ဖို့လိုအပ်တယ်လို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့သုတေသနလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့လည်းလိုအပ်ပါတယ်။နိုင်ငံရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီအောင်တက္ကသိုလ်တွေကိုအဆင့်မြင့်တင်ဖို့လိုအပ်ကြောင်းပြောလိုက်တာပါကျမတို့ရဲ့နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ရန်ကုန်တက္ကသိုလ်အပါအဝင်တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်အသီးသီးမှာအဆင့်မြင့်ပညာစည်းပူးနေကြတဲ့ကျောင်းသူကျောင်းသားတွေဟာပညာအရေးသွေးမြင့်မားပြီးအမျှော်မြင်နဲ့စင်ကြုံတုံတရားပြေဝတဲ့လူသားကောင်းတွေဖြစ်လာစေဖို့အရေးကြီးပါတယ်လူသားကောင်းဖြစ်မှသာနိုင်ငံကိုအကျိုးပြုမဲ့နိုင်ငံသားကောင်းဖြစ်လာပြီးနိုင်ငံသားကောင်းတွေကသာကဘာကြီးကိုအကျိုးပြုမဲ့ကဘာသူကဘာသားကောင်းတွေဖြစ်လာမှာဖြစ်ပါတယ်။ယနေ့နိုင်ငံတနိုင်ငံချင်းစီနဲ့ကဘာတစ်ခုလုံးမှာဖြစ်ပေါ်ပြောင်းလဲနေတဲ့တိုးတက်မှုတွေ
ဆုပ်ယုပ်မှုတွေဟာလူသားတွေရဲ့ဉာဏ်ရည်နှလုံးရည်တိုးတက်ခြင်းဆုပ်ယုပ်ခြင်းတွေအပေါ်တည်မီနေတာဖြစ်ပါတယ်။ကျမတို့နိုင်ငံခေတ်မီလာဖို့ဖွံ့ဖြိုးတိုးတက်လာဖို့ဒေသတွင်းနိုင်ငံများနဲ့ရင်ပေါင်တန်းရပ်တည်နိုင်ဖို့နိုင်ငံတကာနယ်ပယ်မှာတိတ်ခါရှိတဲ့နိုင်ငံအဖြစ်ရပ်တည်နိုင်ဖို့ဆိုရင်တဘာဝတရားဇာတာတွေအပေါ်မိခိုနေလို့မရပါဘူး။ပညာဉာဏ်အတွေးခေါ်အမျှော်မြင်တွေနဲ့ပြည့်စုံတဲ့လူသားအရင်းမြစ်တွေနဲ့တိဆောက်မှသာရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရမှာဖြစ်ပါတယ်။ဒါ့အပြင်တိုင်းသားလူမျိုးပေါင်းများစွာနဲ့မတူကွဲပြားမှုများစွာရှိနေတဲ့ကျမတို့နိုင်ငံမှာအချင်းချင်းကြားမှာရှိတဲ့တန်တရားတွေမယုံကြည်မှုတွေကြောင့်ပဲယနေ့ထိရုန်းကန်နေရစေဆိုတာကိုလည်းအားလုံးသိပါပဲ။ယုံမတန်တရားတွေကင်းပြီးအချင်းချင်းနားလည်မှုတွေရှိမှလည်းကျမတို့မျှော်မှန်းထားတဲ့ဒီမိုကရေစီနိုင်ငံဖက်ဒရယ်ပြည်ထောင်စုဆိုတာဖြစ်ပေါ်လာမှာပါ။ဒါကြောင့်ပညာရေးပြည့်ဝပြီးအမြင့်ကျဲသဘောထားကြီးတဲ့လူအတိုင်းဝိုင်းဖြစ်ပေါ်လာရအောင်ပညာရေးကဏ္ဍမှာဦးစားပေးမြုပ်နှံရင်းနှီးဆောင်ရွက်ကြရတာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ရမှာရန်ကုန်တက္ကသိုလ်ကသမိုင်းအစဉ်အလာကောင်းတွေကိုထိမ့်သိမ်းပြီးကျမတို့နိုင်ငံအတွက်လူသားအရင်းမြစ်တွေနိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်အသီးသီးမှာအတူတကွလက်တွဲပါဝင်ထမ်းရွက်ကြမယ်လူသားအရင်းမြစ်တွေကိုမွေးထုတ်ပေးနိုင်ဦးမယ်ဆိုတာလည်းယုံကြည်ပါတယ်။ဒါကြောင့်ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာဒါမကရှေ့ဆက်ပြီးတော့လည်းရန်ကုန်တက္ကသိုလ်အဆင့်မြင့်တင်ရေးကိုအထူးအလေးပေးရမှာဖြစ်ပါတယ်။ဒီလိုလုပ်ငန်းစဉ်တွေကိုခိုင်ခိုင်မာမာဆောင်ရွက်နိုင်ဖို့အတွက်လုပ်ငန်းကော်မတီတွေလုပ်ငန်းအဖွဲ့တွေဖွဲ့စည်းပြီးမဟာစီမံကိန်း Master Plan တခုရေးဆွဲအကောင့်ထဲပေါ်နေပြီဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ကိုကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့တက္ကသိုလ် Autonomous University ဖြစ်စေဖို့ရည်မှန်းချက်ထားဆောင်ရွက်နေတာဖြစ်ပါတယ်။သင်ရိုးညွှန်းတမ်းတွေကိုပြောင်းလဲနေတဲ့ကဘာကြီးနဲ့လိုက်လျောညီထွေဖြစ်ပြီးနိုင်ငံတော်ရဲ့လိုအပ်ချက်တွေနဲ့အညီပြန်လည်ဆန်းစစ်ပြီးမွမ်းမံပြင်ဆင်သွားမယ်။နိုင်ငံတကာတက္ကသိုလ်များနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိုတိုးမြှင့်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ရန်ကုန်တက္ကသိုလ်ရဲ့ဥပဒေရုပ်ပုံမကောင်းမွန်လာစေဖို့အတွက်တက္ကသိုလ်ရုပ်ဝင်းကျင်ကောင်းတစ်ခုဖြစ်စေမဲ့အစီအစဉ်တွေကိုလည်းဖော်ဆောင်ရရှိပါတယ်။စာသင်ဆောင်တွေကျောင်းသားဆောင်တွေကိုပြင်ဆင်မွမ်းမံအဆင့်မြင့်တင်ပေးနေပါတယ်။ဒါအပြင်တက္ကသိုလ်ပရဝင်းကိုလည်းတန်ရှင်းတာယာပြီးကျမရေးအတွက်လုံခြုံနှွေးထွေးပြည့်စုံကောင်းမွန်တဲ့ရုပ်ဝင်းကျင်ကောင်းတစ်ခုဖြစ်စေဖို့လည်းဆောင်ရွက်လျက်ရှိပါတယ်။တက္ကသိုလ်ဝင်းကျင်မှာလမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေဖို့ကားလမ်းလူသားလမ်းတွေပြင်ဆင်တာတိုးချဲ့တာတွေအဓိပတိလမ်းတစ်လျှောက်တာယာလှပဖို့နဲ့စိန်လန်းဆူပြေဖို့ပြုပြင်မွမ်းမံတာတွေကိုလည်းလှုပ်ဆောင်လျက်ရှိပါတယ်။ဒီလိုတွေဆောင်ရွက်ရမှာရန်ကုန်တက္ကသိုလ်အတွက်အရေးပါတဲ့သမိုင်းဝင်အဆောက်အဦအမှတ်အသားတွေကိုထိမ့်သိမ်းထားဖို့လဲထည့်သွင်းစဉ်းစားလုပ်ကိုင်သွားမှာဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်စတင်ကြောင်းကြေညာတဲ့အခမ်းအနားကို2019ခုနှစ်ဒီဇင်ဘာလ2ရက်နေ့ကရန်ကုန်တက္ကသိုလ်ပွဲနှင်းသဘင်ခမ်းမမှာကျင်းပခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်အခမ်းအနားအတွက်ဦးတည်ချက်9ရပ်ကိုချမှတ်ခဲ့ပါတယ်။အဲ့ဒီဦးတည်ချက်တွေကတော့1မြန်မာနိုင်ငံ၏ဂုဏ်ဆောင်တက္ကသိုလ်ဖြစ်ထိမ့်သိမ်းမြင့်တင်နိုင်ရန်နှစ်နိုင်ငံ၏နိုင်ငံရေးစီးပွားရေးလူမှုရေးစနစ်များနှင့်လိုက်လျောညီတွေဖြစ်သည့်အရေးအသွေးရှိသောတက္ကသိုလ်ပညာရေးစနစ်ကိုဖော်ဆောင်နိုင်ရန်3ပညာအခြေပြုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်စွမ်းဆောင်ရည်ပြည့်ဝသောလူစွမ်းအားအရင်းမြစ်များကိုမွေးထုတ်ပေးရန်4ထာဝရငြိမ်းချမ်းရေးနှင့်အမျိုးသားစီးလုံးညီညွတ်မှုကိုထိရောက်စွာဖော်ဆောင်နိုင်မဲ့ပညာရေးစနစ်တိုးတက်ဖြစ်ထွန်းစေရန်နောက်ပြီးတော့နိုင်ငံကောင်းကျိုးကမ္ဘာကောင်းကျိုးကိုဖြစ်စီပေးနိုင်မဲ့နိုင်ငံတကာအဆင့်မီတက္ကသိုလ်အဖြစ်ဦးတည်အကောင့်ထဲပေါ်နိုင်ရန်လိုပဲဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်စတင်ကြောင်းကြေညာခဲ့တဲ့2019ခုနှစ်ဒီဇင်ဘာလကစတင်ပြီး2020ပြည့်နှစ်ဒီဇင်ဘာလကုန်အထိတစ်နှစ်တာကာလပတ်လုံးရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အဖြစ်ကျောင်းသားဟောင်းကြီးများနဲ့မျိုးဆက်သစ်ကျောင်းသားကျောင်းသူငယ်တို့ရဲ့စကားဝိုင်းဆွေးနွေးပွဲတွေပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖောက်ပွဲတွေနှီးနှောဖလှယ်ပွဲတွေအားကစားပြိုင်ပွဲတွေပကြီးပြပွဲနဲ့အမှုပညာဖျော်ဖြေတင်ဆက်မှုတွေတိုင်းရင်းသားစာပေယဉ်ကျေးမှုပြပွဲတွေဘာသာရပ်ဆိုင်ရာဟောပြောပွဲတွေဘာသာရပ်ဆိုင်ရာပြပွဲတွေစာပေနဲ့ဘာသာစကားစွမ်းရည်ပြိုင်ပွဲတွေခေတ်လိုက်ဝစ်စားဆင်ရည်မှုပြပွဲတွေစာအုပ်ပြပွဲတွေစာအုပ်ဈေးရောင်းပွဲတွေပျော်ပွဲရှင်ပွဲတွေစတဲ့ဘက်စုံလှုပ်ရှားမှုအမျိုးမျိုးနဲ့စီကားတိုင်းမြိုင်စွာအမြိုင်ဆိုင်ကျင်းပဖို့စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ဒါပေမဲ့ယခုကာလမှာကမ္ဘာကယောဂါဆိုးကြီးဖြစ်တဲ့ COVID-19
ယောဂတာစီကာကွယ်ထိန်းချုပ်နေရတာကြောင့်ရာပြည့်သပင်ကြီးကိုမူလစီစဉ်ထားသလိုစီကားတတ်မြိုက်စွာမကျင်းပနိုင်တော့ပဲဗီဒီယိုကွန်ဖရင့်ကျင်းပတာအာစရိယပူဇော်ပွဲကျင်းပတာနေ့စဉ်ထုတ်သတင်းစာတွေကရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ဆောင်းပွဲတွေဖော်ပြတာမြမရုပ်မြင်တန်ကြားကအထိမ်းအမှတ်အစီအစဉ်တွေအဖြစ်တေးဂီတနဲ့ကျောင်းသူကျောင်းသားတွေရဲ့အငိမ့်ဖျော်ဖြေတင်ဆက်တာရာပြည့်အထိမ်းအမှတ်စာဆောင်တွေထုတ်ဝေတာစာပေပြိုင်ပွဲအနေနဲ့ကြပြားဆက်ပြိုင်ပွဲနဲ့ရတစာတမ်းရေးပြိုင်ပွဲကျင်းပတာစတာတွေကိုကျမရေးရကန့်သတ်ချက်တွေနဲ့အခက်အခဲများချကအခြေအနေပေးသလောက်ကိုသာဂုဏ်ပြုကျင်းပနိုင်ခဲ့ပါတယ်ဒီအစီအစဉ်တွေမှာပါဝင်ခဲ့သူတွေကိုလည်းကျေးဇူးတင်ဂုဏ်ပြုကြောင်းပြောချင်ပါတယ်ဘယ်လိုအခက်အခဲပြောင်းလဲတွေနဲ့ကြုံတွေ့ရစေကမူရည်မှန်းချက်များဖြစ်မြောက်နိုင်ဖို့ဤတွေရှာပြီးအကောင့်ထဲပေါ်နိုင်တာကလည်းပညာရဲ့တကူကိုပြသခြင်းပဲမဟုတ်ပါလားဒီကနေ့2020ပြည့်နှစ်ဒီဇင်ဘာလ1ရက်နေ့မှာတက်တန်း100ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ရန်ကုန်တက္ကသိုလ်ဟာလောကရန်ကိုကြံ့ကြံ့ခံအခက်အခဲပေါင်းများစွာကိုကျော်လွှားပြီးအစဉ်အလာကောင်းများကိုမပြောင်းမပြတ်ရအောင်ထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်ရန်ကုန်တက္ကသိုလ်ရဲ့ပထမရာစုနှစ်ကုန်ဆုံးပြီးဒုတိယရာစုအစပြုချိန်ကစလို့ရန်ကုန်တက္ကသိုလ်ရဲ့အစဉ်အလာကောင်းတွေကိုဆက်လက်ထိန်းသိမ်းပြီးနိုင်ငံတကာအဆင့်မီတက္ကသိုလ်အဖြစ်ကမ္ဘာအလယ်မှာတင့်တယ်ဝင့်ထည်စေဖို့အတွက်ကျမတို့အားလုံးအားသိအားမှန်တွေနဲ့ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ကြီးရာပြည့်ကာလကနေနောက်နှစ်ပေါင်းထောင်ချီကမ္ဘာတည်၍အတွင်းရှိပါစေလို့ဆုတောင်းဆန္ဒပြုရင်ကျမရဲ့ဂုဏ်ပြုဝမ်းမြောက်စကားကိုညီကုန်းချုပ်လိုက်ပါတယ်။အားလုံးကျမချမ်းသာကြပါစေ။